ထေကြီးဘလော့မှာပြန်လဲကြိုဆိုပါတယ်မင်းမောင်လာမျိုးချင်းချောင်းချံရဲ့အယူကပြလဲကိုဖတ်ပြပါမယ်အယူပြောင်းလဲတဲ့လောကနီယာမဂျားထဲမှာနေထိုင်နေရတာကိုမင်းလျော့ပြီးကိုထာဝရချစ်နေလိုက်ပါလို့မျှော်လင့်ယုံကြည်ခဲ့ပါတယ်မောင်လှမျိုးချင်းချောင်းချံကျေးဇူးတင်ပါတယ်